ကျော်9ရက်အဖြူရောင်ငငယ်ချင်းများစုပေါင်းပြီးတော့ဥယျာဉ်ကျောင်းတိုင်းမှာဘာဘုံကနေကံလူတဲ့အခမ်းအနားဖြစ်တယ်အဖြူရောင်ငငယ်ချင်းများတဲ့ဟိုတတိယလေးတော့မှလည်းတခုရောက်လာခဲ့တယ်အဖြူရောင်ငငယ်ချင်းများသူကတော့မန္တလေးကခုနလိုအဲ့ဒီအဖြူလေးတွေဝါလို့ဟုတ်လားအဖြူရောင်ဆိုတော့မြတ်စွာဘုရားကဘာပြောလဲဆိုတော့တမ္ပပပနာအကရဏကုသလသုပါနာဗရန္တစေတပရိယောဒပါဏဣတံဘုဒ္ဓနာသာသနာမြတ်စွာဘုရားသာသနာကိုအကျဉ်းချုပ်ပြောမယ်ဆိုလို့ရှိရင်တဲ့သူတော်ကောင်းတရားတွေကိုအကုန်လုံးအကျဉ်းချုပ်ရမယ်ဆိုရင်မကောင်းမှုကိုရှောင်ရမယ်ကောင်းမှုကိုဆောင်ရမယ်စိတ်ကိုဖြူအောင်ဖမ်းရမယ်တဲ့အဲ့ဒီပုံစံဟာဘုရားဟောဘုရားရှင်ကိုယ်တော်မြတ်ကြီးတဲ့တင်တော်မှာလူယေရှုမကဘုတော်ကိုကြားဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အဆုံးအမပဲအကျဉ်းချုပ်မယ်လို့နော်မကောင်းမှုကိုရှောင်ပါတဲ့ကောင်းမှုကိုဆောင်ပါကောင်းမှုဆိုတော့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေလုပ်ပါလို့ဆိုရနော်စိတ်ကိုဖြူအောင်ထားပါတဲ့စိတ်ကိုဘယ်လိုဖြူအောင်ထားမလဲဆိုတော့လောဘတွေဒေါသတွေမောဟတွေကိတ္တမစ္စရိယတွေအဲ့ဒီစိတ်တွေကုန်းအောင်အဲ့ဒီစိတ်တွေပြအောင်မေတ္တာစိတ်တွေဝေမယ်ကရုဏာစိတ်တွေမုဒိတာစိတ်တွေဝေမယ်ဆိုလို့ရှိရင်စိတ်တွေဖြူစင်လို့မနေဘူးလားစိတ်တွေမြင့်မြတ်တယ်ဆိုတာကလောဘဒေါသမောဟကိတ္တမစ္စရိယဆိုတဲ့အကုသိုလ်တရားတွေကြောင့်စိတ်တွေကမြင့်မြတ်တာပေါ့နော်အဲ့ဒီစိတ်တွေမြင့်မြတ်လာပြီဆိုရင်အောက်ဝိဇ္ဇာအမောတုခွင့်ပြီးတော့ဘာမှအကောက်ရဲ့အဆိုးရဲ့မမြင်တော့ဘူးပေါ့နော်အဲ့ဒီပြောင်းတဲ့တရားဉာဏ်ဖြစ်မဲ့ပြဿနာဖြစ်မဲ့တဏှာနဲ့တဏှာဖြစ်မဲ့ဒုစရနဲ့ဒုစရပြဿနာဖြစ်မဲ့အဲ့လိုစိတ်ကိုဖြူစင်အောင်မထားနိုင်ကြတဲ့အတွက်လို့ဆိုရနော်ဘုရားတပည့်တော်တို့သည်တရားသီလသာဂပညာလေပြသောတရားအဉာဏ်မြတ်သတ်ရှိကြပါသည်ပြည့်လွယ်တရဏံတော်သောဝနိတဝါငါပါသောသီလတော်မြတ်တို့ကိုခံယူစောင့်တည်ကြပါကုန်၏သတ်တော်မူကြကုန်သောအနာတော်အချင်းချင်းတို့အားတည်ရရာသင်္ကန်းတော်ရဲ့နှင့်အချမ်းအရာလူဘဝတို့ကိုစက္ကလေးဒုရချင်းจิตတော်တော်ကြီးအားသာဝရပုဂ္ဂိုလ်တော်မှာယုဒ္ဓပူဇော်ခြင်းတို့ဤရောက်နိုင်တယ်မှာသင်္ခါရတို့ကိုအနိစ္စဒုက္ခအနတ္တဟုဝိပါဒနာဉာဏ်ပညာတို့ဖြင့်စစ်စစ်သုံးသပ်ပေါ်များသောဘာဝနာကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုအဆုစုတို့သည်ကောင်းမှုရှင်ဖြစ်သောဘုရားတပည့်တော်တို့အားဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှာယသိပန်တို့မယောင်အောင်ပို့ဆောင်နိုင်သည်ဖြစ်ပါစေတည်းအရှင်ဘုရားဒီဘက်ကအပြည့်ဒီမှာလူပြီးတော့ဘုရားပါတိကျေးဇူးရှိသောအလကားဆရာတခင်ကျေးဇူးရှိသောအလကားဆရာတော်အလကားကိုဆောင်နဲ့အင်းဆောင်နဲ့လုပ်ပန်းဆောင်နဲ့ရပ်ပန်းဆောင်နဲ့ရိုးဆောင်နဲ့တော်ဆောင်နဲ့ရပ်ပန်းတဲ့ဘုံတော်ဆေတော်မြို့တော်အပေါင်းတို့ဘုလကားယဉ်ကျေးမြတ်နေဒီရှင်ရှင်စွာကအခဆက်တဲ့ဘောကျင့်ကြံကြပါအမြတ်အမြတ်ပြေဝေပါတော်ဤအမြတ်ရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြ၏ပြည့်ကြပါစေတည်းဘုဒ္ဓံတရေဤမန္တုဒီညာတုလေတတေအမှုဤပါစေတည်းအာ
စားတိုင်းပြည်လုံးချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာသူတွေလည်းမတောင်းပဲပြေပါစေခမညာရွှေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရံပြပမစားတိုင်းပြည်လုံးချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာသူတွေလည်းမတောင်းလဲပြေပါစေခမညာအလောက်တိုင်းခွေလာတွေပွင့်လန်းကြပါစေတိတ်ဆူတွေမကြမကြပေါက်လို့တထေးကြီးဖြစ်ပါသည်အလောက်တိုင်းခွေလာတွေပွင့်လန်းကြပါစေတိတ်ဆူတွေမကြမကြပေါက်လို့တထေးကြီးဖြစ်ပါသည်ဒီနံတွေရောင်းဝယ်ပေါက်ကဆိုင်ရတဲ့ဘာတွေပေါ်ပါစေတောင်သူဦးကြီးတို့တွေလက်ပြမငွေတီးလို့ပြုံနိုင်ကြပါစေတို့မြတ်จิตသားတွေတောင်းစူတောင်းလို့မြတ်တာတန်ဝေးဘေးပတန်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်တို့မြတ်จิตသားတွေတောင်းစူတောင်းလို့မြတ်တာတန်ဝေးဘေးပတန်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်ကြောသာရင်သာမခွဲကြမဲ့မင်းကောင်းမင်းမြတ်တည်ပါစေပြောနိုင်ကြပါစေပြောနိုင်ကြပါစေကျွန်တော်အတန်ကြားတဲ့နေ့မှာစိတ်ချမ်းသာလို့ကိုယ်ချမ်းသာလို့ပြောနိုင်ကြပါစေ